သူဆိုတာမအောင်မြင်တဲ့ဖြစ်သေးအောင်မြင်တဲ့အခါလေးစားအားကြတယ်အမြင့်ကိုမရောက်ခင်မှာဆွဲချတယ်အမြင့်ကိုရောက်သွားတဲ့ခါကျတော့လူတို့တွေကိုဆွဲကူဖို့ဆိုတာသူတို့တက်တယ်ပေါ့လူတွေရဲ့သဘာဝဆိုတာနေနေမယ် level ဆိုပုံကြီးရှင်းအခုတက်တာသွားရင်လိုက်လို့မမီတော့ဘူးဆိုရင်အားကြတယ်အားနဲ့ဆရာမကြီးကျွန်တော်ချိန်လိုက်ပေါ်ဖြစ်နေတယ်ပြောခဲ့ပါလူရည်လို့ဖြစ်လာရင်မငါလုံးနေရတယ်ဘဝမမြင့်နဲ့ဘဝမမင်းနဲ့ဘုံမော်တော်မသုံးနဲ့ဗျာပတာမနေနဲ့ပြီးပါပဲပြောတာဟုတ်ကဲ့ပါရှင်ပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်လို့မြင်တော့ချက်ပါပါစကားပြောတဲ့နေရာမှာလည်းမပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားပြန်ပြီးတော့စဉ်းစားလိုက်နောက်ဆုံးပြောချင်တာကတော့နေရာကောင်းရဖို့တူတောင်းနေတာကိုလှုပ်တဲ့အလုံးပေါ်မှာစေနာစိတ်ကောင်းထားပြီးလှုပ်အဲ့ဆိုလို့ရှိရင်နေရာကောင်းရတယ်ဟုတ်ကဲ့ဆရာစကားနားတော့တက်နိုင်ကြည့်သွားပါ